အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်လှိုင်းတာကနေပြီးတော့ပန်းလိုင်တရာကျော်ပြီးရင်ခရမ်းကွာလမ်းဆောင်ကနေပြီးတော့မှကျွန်တော်စံတရောကျွေးရွာဘက်ကိုဖြတ်ပြီးတော့ရန်ကုန်ပသိမ်လမ်းမကြီးကိုပြန်တက်ပြီးတော့ပြန်ပတ်ပြီးရင်းမှုချိန်ထားပါတော့ချိန်က9နာရီကျော်ကျွန်တော်နည်းနည်းနောက်ကျတယ်ကျွန်တော်သွားလိုက်ပါမယ်ကျွန်တော်ချိန်တဲ့နေရာကိုရောက်ပြီဗျချိန်က9နာရီနည်းနည်းကျော်တယ်နောက်ကျကျွန်တော်အုပ်စုကပုံမှန်ဆိုရင်တော့10ယောက်ကျော်12ယောက်လို့ရှိတယ်။ဒါပေမဲ့သူဟိုတနေ့ကပန်းတပွင့်အောင်သွားတာသူမလိုက်နိုင်တဲ့သူများတယ်ပေါ့နော်။ဒီနေ့တော့6ယောက်သွားကြအောင်။ကျွန်တော်စထွက်နေပါပြီ။ကျွန်တော်အခုညောင်တုံးလမ်းကနေပြီးတော့ BOC ကိုနေမယ် BOC ရောက်ရင်ဘယ်ဘက်ကိုချိုးပြီးတော့ပန်းလန်တရာကိုတက်မယ်ပေါ့နော်။အဲ့ဒါနေဆက်သွားပါပါ။ဒီနေ့ကျွန်တော်တို့ group ထဲမှာက mountain bike ကတစ်စီးပါမယ်ပြီးရင်900က5စီးပေါ့နော်စုစုပေါင်း6စီးပြီးတော့ဒီနေ့ထူးထူးဆန်းဆန်းလိုင်းတာမှာမီးလာနေပါတယ်အားရရက်တွေဆိုမီးမလာပါဘူးအဲ့လိုင်းကြီးကမှောင်မင်းနေတာပါအဓိကတော့မနက်စောကြီးရင်းမယ်ဆိုရင်တော့မီးလိုတယ်မီးကတော့တက်ထားနေတယ်ပေါ့နော်ကားတွေကလည်းရှုပ်တယ်ဆိုတော့ကျွန်တော် BOC ရောက်ပြီးတော့ဒီဘက်ကိုချိုးပြီးတော့ပန်းလိုင်းတရာကိုတက်ခံပြီးလမ်းမှာပေါ့နော်မီးပြတ်သွားပါတယ်အဲ့တော့မီးကမရှိတော့မှောင်နေပေါ့နော်တော်တော်လေးအဲ့မှာကျွန်တော်ပြောသလိုပဲအဓိကအချက်ပြမီးတက်တင်နေရှေ့မီးတက်ထားတယ်ပေါ့နော်အဲ့ဒါမှထိုက်တယ်ပါတယ်မြင်ရပါတယ်ကျွန်တော်တို့ပန်းလိုင်တရာဆင်ပြီးနည်းနည်းလေးဆက်မြင်သွားမယ်ဆိုရင်ခရမ်းဝလန်းလို့တော့ရှိတယ်ကြောင်းအဲ့ခရမ်းဝလန်းလို့မရောက်ခင်မှာမိချောင်းဝဲကျူးတာဆိုတဲ့တန်းကိုညာဘက်ကိုထိုးနေပါတယ်အဲ့လန်းကွန်ကရစ်လမ်းပါပဲဒါပေမဲ့လမ်းနည်းနည်းလေးရှင်းပါတယ်ကားတွေပါလေးတားပြီးဆိုတော့ခေါင်းချင်းရှင်တစ်စီးကအောက်ချပေးရတယ်ပေါ့နော်ဒါပေမဲ့အဲ့လမ်းကတော်တော်လေးနင်းလို့ကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့ဒီနားမှာလေကွက်တွေဆိုကျွန်တော်တောနံလေးရတယ်ဗျာပြီးရင်ဟိုအေးတယ်ကျွန်တော်ရန်ကုန်လိုင်းတာထဲမှာဆိုရင်အေးဦးရတယ်ဒီချိန်ဒါပေမဲ့အဲ့ဘက်ကိုစရောက်တာနဲ့ကျွန်တော်အေးတယ်ဆိုတဲ့အရာလာလေးကိုရတယ်ဗျာပြီးရင်ယူရီဆိုင်နေပေါ့နော်နင်းလို့တော်တော်လေးကောင်းပါတယ်ဒါပေမဲ့တခုဗီဒီယိုစားတင်တာပေါ့နော်အိုင်လန်ကနည်းနည်းလေးအလူရရှိရေပေါ့နော်အဲ့တော့ကရုနဲ့သွားကြအောင်နော်2စီး3စီးဆိုရင်တော့မသွားကြဘူးကျွန်တော်အကြံပေးတယ်ဟုတ်ပါတယ်ကျွန်တော်အပြင်ဆောက်ချော်ကြီးပါကျွန်တော်ကတော့ကျွန်တော်တော့မချော်ရသူပါတယ်ပေါ့နော်မိုးအောင်နည်းနည်းလေးလင်းနေပြီကျွန်တော်အိုက်လန်နည်းနည်းလေးရှိရပြနင်းရတယ်တော်တော်လေးကောင်းတယ်ကားသွားတာတိတ်မရှိဘူးလူလည်းတိတ်မရှိဘူးကြာဒီကနင်းရတယ်ပြီးတော့ဘေးနာမျိုးကြီးဆိုင်နေတော့တော်လေးမိုက်တယ်အေးလေးနင်းရနည်းနည်းလေးမနဲ့စောစောလေးထသွားတယ်ကောင်းတယ်ဗျကျွန်တော်တို့ကပုံမှန်18 19လောင်းနေပဲနင်းတာဆိုတော့အရန်ရောမလို့ဘူးဗျကျွန်တော်နင်းနေကြပြီလူကပျောက်သွားလိုက်ပြန်ပေါ်လာလိုက်နေ6နာရီကျော်လောက်ထိကိုမြူကလုံးဝမကြောက်တော်တော်လေးမိုက်တယ်အဲ့ခံစားကြလေဘေးကနေပြီးတော့နွားကြီးနံလေးပါရရင်ပိုမိုက်တယ်ဗျာဒီကလုံးဝ village မိုက်ပဲဒီမှာကြည့်လိုက်ရတာဒီကတဘာဆိုင်ချင်းနဲ့တော်တော်ဆင်းဆူနဲ့လုံးဝမျက်စိလုံးဝပဓာသားဖြစ်စေတယ်နော်ကျွန်တော်တို့ဒီရန်ကုန်ထဲမှာဆိုဒါတွေမမြင်အောင်လို့ရတဲ့ဒီလိုအနံ့နေလည်းမရအောင်အဲ့တော့ Sunday chase နေလို့ဆိုရင်ဒီရန်ကုန်အကြံပြပါရယ်တွားပါအရန်မိုက်ပါရယ်နင်းကျွန်တော်ခုနေ့ကလမ်းမကြီးတဲ့ကိုလာပြီဆိုရင်ကျွန်တော်ဒီညီလန်းလေးတစ်လိုင်းရှိတယ်နော်အဲ့ညီလန်းလေးကနေပြီးတော့သွားမယ်ဆိုရင်ကျွန်တော်တို့စင်တရောကျွေးရအောင်ရောက်တယ်အဲ့စင်တရောကျွေးရကနေတစ်ဆင့်ဆက်ပြီးသွားမယ်ဆိုရင်ကျွန်တော်ရန်ကုန်ပသိမ်လမ်းမကြီးကိုပြန်ပြီးပေါက်တယ်ပေါ့နော်ဒီလမ်းလေးကတော့မြင်တဲ့အတိုင်းပဲတက်ပြီးတော့ကမှုကတလေးကိုရှိတယ်ပေါ့နော်ပြီးတော့ပုံတော့မထောက်ဘူးပြီးတော့ဘေးနားမှာငါးမွေးထားတဲ့ငါးကန်ကြီးရှိတယ်အဲ့လောက်ကျော်တော့ငရုတ်ခင်းနေညာတယ်ပေါ့နော်ငရုတ်ပြီးကုန်းနေတဲ့သူလေးရှိတယ်တော်လေးမိုက်တယ်
make it right to be loved. Love, 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 love. So ကျွန်တော်ခွင့်ရမီနီလန်တောက်ချောင်းနေလာပြီးသွားပြီဆိုရင်ကျွန်တော်ရွာရဲကိုရောက်တယ်ပေါ့နော်ရွာရဲကိုရောက်ပြီးသွားပြီဆိုရင်ကျွန်တော်ရွာမှာဒီတရားလေးရှိတယ်နော်ဒါပန်းနိုင်တဲ့တရားကိုဖြတ်ပြီးသွားရင်ကျွန်တော်မတင်နှမ်းမိုင်ပေါ်ပြန်ရောက်တယ်ပေါ့နော်ကျွန်တော်တရားနဲ့ဒီဘက်ချောင်းရောက်မယ်ဆိုတော့ကျွန်တော်ဈေးလေးတစ်ခုရှိပါတယ်နော်ကျွန်တော်အဲဈေးလေးမှာကျွန်တော် breakfast လုပ်တော့ဆိုပြီးတော့ရင်တော့ကျွန်တော်မတင်နှမ်းမိုင်ပေါ်ပြန်တက်မယ်ပြီးရင်လိုင်းတာရောက်ပြန်မယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါတော့ခင်ဗျာနောက်တင်သွားမယ့်ဗီဒီယိုတွေမှာလည်းဆက်လက်အားပေးကြအောင်ကျေးဇူးတင်ပါတယ်